ဒီနေရာကတော့ဒိုကျိုမြို့ရဲ့တနေရာမှာရှိတဲ့နင်ဂျာတင်တန်းကျောင်းပဲဖြစ်ပါတယ်။နင်ဂျာဖြစ်ဖို့အတွက်နိုင်ငံပေါင်းစုံဒေသပေါင်းစုံကလူတွေလာပြီးတင်နေကြပါတယ်။ဒါနဲ့ဒီနေ့ဆရာကရေးကြီးတဲ့စကားပြောစရာရှိတဲ့ပုံပါပဲ။ဂျောမေတင်ပရာအားလုံးရှိရတယ်နော်။ဟုတ်ကဲ့ဒီနေ့ကတော့တိုင်ဖွန်းမုန်တိုင်းနဲ့မိုးတိတန်ဆောင်ရွာသွန်းမှုအကြောင်းနဲ့ပတ်သက်ပြီးသင်ပေးမယ်။တိုင်ဖွန်းမုန်တိုင်းကဘာလဲဆိုတာသိပါသလား။သိပါတယ်။တိုင်ဖွန်းမုန်တိုင်းကိုပြောတာပါ။အခုတလောတိုင်ဖွန်းမုန်တိုင်းမဟုတ်ပေမဲ့ရုတ်တရက်မိုးပြင်းပြင်းထန်ထန်ရွာတာတွေလည်းရှိတယ်နော်။တိုင်ဖွန်းမုန်တိုင်းနဲ့မိုးတိတန်ဆောင်ရွာတာတွေဖြစ်ရင်ဘယ်လိုလုပ်သင့်ပါသလဲ။အရေးကြီးတာကတော့မှန်ကန်တဲ့သတင်းချက်လက်တွေစုပြီးအသင့်ကြိုပြင်ထားတာပါပဲ။အရင်ဆုံးတိုင်ဖွန်းမုန်တိုင်းနဲ့မိုးတိတန်ဆောင်ရွာသွန်းခြင်းနဲ့ပတ်သက်ပြီးရှာဖွေရမှာပါ။ဟဲပျောက်သွားပြီဘယ်လိုရှာရပါမလဲကျွန်တော်သိတယ်ဟေးတိုင်ဖွန်းမုန်တိုင်းနဲ့မိုးတိတန်စွာရွာသွန်းခြင်းတို့ဖြစ်တဲ့အချိန်မှာဒီလိုကိစ္စတွေဖြစ်တတ်တယ်လမ်းပေါ်မှာရေရှမ်းပြီးကားနဲ့လူတွေဖြတ်တန်းသွားလာလို့မရတော့ဘူးအိမ်ထဲနဲ့မြေရောက်လမ်းတွေမှာရေတွေဝင်လာမယ်ချောင်းရေရှမ်းမယ်တောင်နဲ့ကမ်းပါးတွေပြိုပြီးအိမ်တွေပျက်စီးတာလူတွေမျောပါတာဖြစ်မယ်ဆိုင်ပုံနဲ့အင်ကောင်မို့တစ်ပင်စတဲ့ပစ္စည်းတွေမျိုးစုံလွင့်လာပြီးပြုတ်ကျပါမယ်ပင်လယ်မှာလှိုင်းကြီးလာပါမယ်ရထားနဲ့ဘတ်စကားတွေနောက်ကျတာရက်တန့်တာဖြစ်ပါမယ်ဒုက္ခပဲဘယ်လိုလုပ်ရင်ကောင်းမလဲအရင်ဆုံးသတင်းအချက်လက်မှန်တွေစုကြရအောင်တိုင်ဖွန်းမုန်တိုင်းကဂျပန်နိုင်ငံသားကိုကတ်လာတဲ့အခါသတင်းနဲ့မိုးလေဝသကြေညာချက်တွေမှာဒီလိုပုံတွေနဲ့ပြောပြပေးပါလေဒါကိုကြည့်မယ်ဆိုရင်တိုင်ဖွန်းမုန်တိုင်းကဘယ်အချိန်မှာဘယ်လိုဆက်ဖြစ်မလဲဆိုတာသိနိုင်ပါတယ်မိုးတိတန်စွာရွာတဲ့အချိန်မှာလည်းသတင်းနဲ့မိုးလေဝသကြေညာချက်တွေမှာအများအပြားသတင်းအချက်လက်တွေထုတ်ပြန်ပါတယ်ဟုတ်လားတိုင်ဖွန်းမုန်တိုင်းနဲ့မိုးတိတန်စွာရွာသွန်းခြင်းကငလျင်နဲ့မတူပဲမဖြစ်ခင်မှာကြိုသိနိုင်တာပဲနော်အဲ့ဒီအတိုင်းပါပဲတိုင်ဖွန်းမုန်တိုင်းကဘယ်ချိန်နီးကပ်လာမလဲဘယ်ချိန်မှာမိုးတိတန်စွာရွာနိုင်မလဲဆိုတာတိုင်ဖွန်းမုန်တိုင်းနဲ့မိုးတိတန်စွာရွာသွန်းခြင်းတွေမဖြစ်ခင်မှာကြိုသိထားဖို့ရေးကြည့်ပါတယ်အခုမိုးလေဝသကြေညာချက်ကိုကြည့်ပြီးတိုင်ဖွန်းမုန်တိုင်းရဲ့လမ်းကြောင်းကိုစစ်ကြည့်ပြီးပြီဒါဆိုရင်အဆင်ပြေပြီစိတ်မကောင်းပါဘူးတိုင်ဖွန်းမုန်တိုင်းရဲ့ဥတီတဲ့လမ်းကြောင်းကပြောင်းတက်လို့ပါဒါကြောင့်တိုင်ဖွန်းမုန်တိုင်းဖြတ်ကျော်ပြီးသွားတဲ့အထိသတင်းနဲ့မိုးလေဝသကြေညာချက်တွေကိုအကြိမ်ကြိမ်အတည်ပြုရပါမယ်NHK နဲ့မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနက website တွေမှာတိုင်ဖွန်းမုန်တိုင်းနဲ့မိုးတိတန်စွာရွာသွန်းခြင်းအတွက်သတင်းချက်လက်တွေကိုဘာသာစကားမျိုးစုံနဲ့ကြည့်နိုင်ပါတယ်ဟာဆရာကောင်းကောင်းလုပ်နိုင်ခဲ့တာပဲတိုင်ဖွန်းမုန်တိုင်းနဲ့မိုးတိတန်စွာရွာသွန်းခြင်းမဖြစ်ခင်မှာကြိုတင်ပြင်ဆင်ထားရမှာတွေကိုဆက်ပြီးသင်ပေးသွားပါမယ်ဟုတ်ကဲ့တိုင်ဖွန်းမုန်တိုင်းနဲ့မိုးတိတန်စွာရွာသွန်းခြင်းတို့ဖြစ်ရင်အန်ဒီရများလို့ဘေးကင်းတဲ့နေရာကိုရှောင်မှဖြစ်မယ်နော်တစ်ပင်ပေါ်ကဘေးကင်းမယ်ထင်နဲ့အမြင်များတဲ့လွင့်ပါသွားလိမ့်မယ်အရင်ဆုံးဘေးကနေပြမြေပုံကိုကြည့်ကြရအောင်ဘေးကနေပြမြေပုံဆိုတာတဘာဝဘေးအနေဖြစ်ပွားနိုင်တဲ့နေရာတွေကိုသိနိုင်မဲ့မြေပုံကိုပြောတာပါအမြင့်ဘယ်လောက်ထိရေတက်လာနိုင်တယ်လဲဆိုတာနဲ့ကိုလွန်ရမယ့်နေရာတွေကိုလည်းရေးပြထားပါတယ်မြို့နယ်ရုံးတွေမှာရယူနိုင်တယ်လို့ website နဲ့တဘာဝဘေးကာကွယ်ရေး application တွေကနေလည်းကြည့်နိုင်ပါတယ်ဘေးကနေပြမြေပုံအတွက်ကြည့်ပုံကြည့်နည်းကို YouTube ကရှင်းလင်းချက်မှာကြည့်ကြည့်နော်ကိုရှိနေတဲ့နေရာကအနည်းများတဲ့ကဘယ်နေရာမှာခိုလုံရင်ကောင်းမလဲကျောင်းမျိုးကအစာဦးတွေကခိုလုံရနေရာဟိနှန်းကျော်ဖြစ်သွားတယ်လို့ကြားဘူးတဲ့ခိုလုံရနေရာမှာခိုလုံမယ်ဆိုရင်ကောင်းမယ်နော်ဟုတ်တယ်ဒါပေမဲ့ကျောင်းနယ်နေတာမျိုးဆိုတိုင်ဖွန်းမုန်တိုင်းနဲ့မိုးတိတန်စွာရွာသွန်းတဲ့အခါမသုံးနိုင်တဲ့ခိုလုံရနေရာတွေလည်းရှိတယ်ဘေးကနေပြမြေပုံကိုကြည့်ပြီးတစ်ထပ်အထိလောက်ပဲရေတက်မယ်ဆိုရင်အပေါ်ထောက်ကိုရှောင်တာမျိုးရေမတက်နိုင်မဲ့နေရာမှာရှိတဲ့တင်ငယ်ချင်းရဲ့အိမ်ကိုရှောင်တာမျိုးလည်းလုပ်လို့ရတယ်ခိုလုံရနေရာအပြင်ရှောင်လို့ရတဲ့နေရာတွေလည်းရှိသေးတာပဲဟုတ်တယ်နောက်ပြီးအမြဲသွားနေကြလမ်းကရေတွေနဲ့ပြည့်ရှံပြီးဖြတ်မရတော့တာလည်းရှိတတ်တယ်ကိုကဘယ်နေရာကိုရှောင်မလဲဘယ်လမ်းကနေဖြတ်ပြီးရှောင်မလဲတခြားသူတွေနဲ့ဘယ်လိုဆက်သွယ်မလဲဆိုတာမိသားစုတွေတင်ငယ်ချင်းတွေနဲ့အတူစစ်ဆေးကြည့်ရအောင်ပြီးတော့စမတ်ဖုန်းထဲမှာတဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး application ကို download ဆွဲထားရင်တဘာဝဘေးအန္တရာယ်အချက်အလက်တွေကိုသိနိုင်တယ်တိုချိုမှာဆိုရင်တိုချိုမြို့တော့တဘာဝဘေးကြိုတင်ကာကွယ်ရေး application ရှိတယ်ဘာသာစကားမျိုးစုံနဲ့သုံးလို့ရတယ်ဘေးကနေပြမြေပုံကိုသုံးပြီးအခုရှိနေတဲ့နေရာကဘေးကင်းမကင်းအတည်ပြုကြည့်မယ်တိုချိုမြို့တော့တဘာဝဘေးကြိုတင်ကာကွယ်ရေး application အခုချက်ချင်း download လုပ်လိုက်မယ်ထို့ကြောင့်မြို့တော်တဘာဝဘေးကြိုတင်ကာကွယ်ရေး application download လုပ်ရမယ့် link ကို YouTube ကရှင်းလင်းချက်မှာကြည့်ကြည့်နော်
တိုင်ဖုန်းမုန်တိုင်းနဲ့မိုးတိတန်ဆာရွာသွန်းခြင်းမဖြစ်မီလှုပ်ဆောင်ရမည့်အရာများ1သတင်းနဲ့မိုးလေဝသကြေညာချက်များကိုချိန်ချိန်စစ်ဆေးခြင်းယခုရှိနေသည့်နေရာဘေးကင်းမှုရှိမရှိကိုဘေးရန်တွေပြမြေပုံဖြင့်တည်ပြုခြင်းခုံလွန်ရမည့်နေရာဖြတ်သွားမည့်လမ်းတို့ကိုတည်ပြုခြင်းမိသားစုနှင့်တငယ်ချင်းတို့ဖြင့်ဆက်သွယ်ရမည့်နည်းကိုတည်ပြုခြင်း ကိုလွန်မို့သွားတဲ့အခါဘာတွေတက်သွားရင်ကောင်းမလဲ ဆက်ချပုံလက်နဲ့ယူသွားမလား တခြားဒီထက်ပိုပြီးလိုအပ်တာတွေရှိတယ်မဟုတ်ဘူးလား တိုင်ဖုန်းမုန်တိုင်းနဲ့မိုးတိတန်ဆာရွာသွန်းခြင်းတို့အတွက်အသင့်ကြိုပြင်ထားကြရအောင်အရင်ဆုံးအိမ်ပြင်ဘက်အတွက်ကြိုပြင်မယ်ဘောင်းနဲ့ပုံးတွေစားတဲ့အိမ်ပြင်ကပစ္စည်းတွေကိုအိမ်ထဲထည့်ကြအောင်ကြီးပြီးတော့အိမ်ထဲထည့်မရတဲ့ပစ္စည်းတွေကိုအောက်မှာထားတာဒါမှမဟုတ်မရွေ့နိုင်အောင်လုပ်ထားပါရေလွယ်တကူစစ်စစ်နိုင်စေဖို့ရေစင်းမြောင်းတွေကိုတန်ရှင်းလုပ်ပါပြီးတော့အိမ်ထဲအတွက်ကြိုပြင်ပါမယ်လက်စစ်မီးနဲ့ရေပြက်တာတွေရှိတတ်သလိုအပြင်ထွက်မရတာလည်းရှိတတ်ပါတယ်စားစရာတောက်ရည်လက်နေတံမီတက်ခဲ power bank လက်ကန်ရေဒီယိုလက်အိတ်ဆောင်အိမ်သာစတာတွေကိုကြိုပြင်ထားကြရအောင် အိမ်ပြင်ဘက်ကိုရှောင်မဲ့အချိန်အတွက်ကိုလိုမဲ့ပစ္စည်းတွေကိုကြောပွိတ်ထဲထည့်ထားတာကောင်းမယ်ပိုက်ဆံနိုင်ငံကူးလက်မှတ်နေထိုင်ခွင့်ကတ်ပြမိုင်းနံပါတ်ကတ်နဲ့ဘဏ်ကတ်တွေလည်းယူသွားမယ် တဘာဝဘေးရန်တွေဖြစ်ပွားတဲ့အချိန်မှာစိုင်းတွေမှာပစ္စည်းတွေကုန်သွားတာရှိတတ်တယ်ယထာနဲ့ဘတ်စကားတွေရပ်တန့်ကုန်တာလည်းရှိလို့သတင်းနဲ့ website တွေမှာသတင်းအချက်လည်းအတည်ပြုပါ လက်စစ်မီနဲ့ရေပြတ်သွားတဲ့အခြေအနေအတွက်စမတ်ဖုန်းကိုအတင်ထားတာရေစင်ကန်ကိုရေဖြည့်ထားတာတွေလုပ်ထားရင်ကောင်းမယ်နော် ဒိုင်ဖုန်းမုန်တိုင်းနဲ့မိုးတိတန်ဆာရွာသွန်းခြင်းမဖြစ်မီလှုပ်ဆောင်ရမည့်အရာများ2အပြင်ဘက်ရှိပစ္စည်းများကိုအိမ်ထဲထည့်ခြင်းစားစရာတောက်ရည်လက်နှိပ်တံမီစသည်တို့ကိုကြိုတင်ပြင်ဆင်ခြင်းစမတ်ဖုန်းစသည်တို့ကိုအားသွင်းခြင်းယထာနဲ့ဘတ်စကားတို့၏သတင်းအချက်အလက်များစစ်ဆေးခြင်းဒိုင်ဖုန်းမုန်တိုင်းနဲ့မိုးတိတန်ဆာရွာသွန်းခြင်းတွေမဖြစ်ခင်မှာတည်တည်ချာချာကြိုတင်ပြင်ဆင်ထားဖို့ကအရေးကြီးတယ်နော် ဟုတ်ကဲ့ ဆက်ပြီးတင်ရမှာကဒိုင်ဖုန်းမုန်တိုင်းနဲ့မိုးတိတန်ဆာရွာသွန်းခြင်းတွေဖြစ်တဲ့အချိန်မှာဘယ်လိုလုပ်တင်တယ်လဲဆိုတာပဲ ကောင်း ကောင်း ပါ ပါ ပြီ ပြီ